ကျေးဇူးတင်ပါတယ်အမဟုတ်လားပေးတဲ့လူကိုလား ကိုကို ကိုကိုဟိုတဲ့ဟဲ့ဒိန်းတော်ဟဲ့ကိုကိုကဘာဖြစ်လို့မနှက်ဖြန်မွေးနေ့ကြမှာမပို့ခိုင်းတာလည်းမသိဘူးနော် မြို့ကကြောက်လေဟိုအပြင်သွားစရာရှိရဲဆိုတော့အဲ့တော့ကြိုပြီးတော့ ကြိုပြီးအပြင်သားဖို့တမဟုတ်ဖို့ကြိုပြီးတော့ပေးလိုက်တာပေါ့ ဟိုဖလည်းပေးပြီးသွားပြီ ပေးပြီးသွားပြီတဲ့ဟဲ့ဒါဆိုဒါအပို့ပေါ့ ဟုတ် ကလေးသိမ့်မကျင်တတ်ဘူးတင်နဲ့ကလေးသိမ့်မကြိုက်ဘူးပြန်သိမ့်ပြီးသွားမလား မှာစိုးမိုးသွားလို့အိတ်ဖို့ခက်တာသေးကြပါချစ်တာချစ်တာငါအရင်ချစ်တာအလုံးတွေကမင်းလေးပဲငါချစ်တာမင်းလေးရဲ့စကားဝဲလေးကိုချစ်တာလူညလုံးနဲ့မစိတ်ထားလို့ငါချစ်တာမင်းလေးရဲ့ကမှုလေးနဲ့ငါချစ်တာချစ်တာချစ်တာငါအရင်ချစ်တာရလာတဲ့ညဝလေးနဲ့ညိုတဲ့လက်တမင်းနိုင်မှာမင်းလေးရဲ့ချစ်ချက်ကဒါတော့သွားလာကုန်နေတာချစ်နာဖို့ရချင်ရတဲ့လုံးသားလေးရဲ့ပြင်မှာပါမဆိုနာလေးပေးဖို့ပြေထွက်လိုက်မှမဗျာချစ်တာချစ်တာလာရချစ်တာ ချင်းနီ surprise ကစားပေးရဲ့လေးစားချစ်ခင်ရပါတော့ customer လေးများရှင်ယခုအခါမှာမမင်းရဲ့ချင်းနီ page ကိုပုံတူကူးက page အတုတွေဖွင့်ပြီးလင်စားနေသူအများပြားရှိနေသည့်အတွက်မမင်းရဲ့ချင်းနီ page အစစ်အမှန်ကိုသတိထားမိအောင်ယခုလိုသတိပေးစာလေးထည့်သွင်းထားခြင်းဖြစ်ပါတယ်ရှင်မမင်းတို့ရဲ့ချင်းနီ page လေးကိုချစ်ခင်လို့မှာယူအားပေးခြင်းနဲ့ဆိုပစ္စည်းမမှာခင် page like follower ငွေလွှဲအကောင့်များကိုတေချာစစ်ဆေးပြီးမှသာမှာယူအားပေးပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်တခြားသောနာမည်တူပုံစံတူလိုက်ဖွင့်ပြီးမမင်းရဲ့ပုံတွေဗီဒီယိုတွေကိုယူသုံးထားတဲ့ page အတူများသည်မမင်းတို့နဲ့လုံးဝမသက်ဆိုင်ပါကြောင်းနဲ့မမင်းတို့ဘက်မှ page အခွဲအကောင့်အခွဲများလုံးဝမဖွင့်ထားပါတော့ကြောင်းမမင်းတို့ရဲ့ page အစစ်မှာမှာယူအားပေးငွေလွှဲခြင်းမဟုတ်ဘဲတခြားအကောင့်တူများ page အတူများကိုမှာယူငွေလွှဲခြင်းကိစ္စများပြဿနာဖြစ်ပေါ်လာပါကလုံးဝတာဝန်မယူပါကြောင်းကိုအတိအလင်းထက်ခါတလဲသတိပေးကြပါရစေရှင်ဒီဗီဒီယိုလေးမှာထည့်သွင်းဖော်ပြထားတဲ့ငွေလွှဲအကောင့်များမှလွဲပြီးတခြားသောဘဏ်အကောင့်များတခြားသောနာမည်ဖြင့်ဖွင့်ထားသောငွေလွှဲအကောင့်များကိုအသုံးပြုခြင်းမရှိပါကြောင်းဘာအကြောင်းပြချက်နဲ့မှတခြားသောငွေလွှဲအကောင့်များကိုငွေလွှဲခိုင်းခြင်းမရှိပါကြောင်းကိုထက်ခါသတိပေးအပ်ပါရှင်အပြင်မှာကိုရိုင်းကိုကြလာရောက်ဝယ်ယူအားပေးခြင်းတဲ့ customer လေးများကလည်း Google Map မှာမမင်းတို့ရဲ့ဆိုင် location ကိုတင်ပေးထားတာမို့ Google Map မှာဂျင်းနီ surprise service လို့ရိုက်ထည့်လိုက်ရုံနဲ့မမင်းတို့ရဲ့ဆိုင်လိပ်စာလေးကိုတန်မတ်လာရောက်ဝယ်ယူအားပေးနိုင်ပါပြီနော်မမင်းကိုချစ်ခင်အားပေးကြတဲ့ဂျင်းနီဘက်ကလေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်လူလိမ်လူညာများရံမှကင်းဝေးပြီးနေ့ရက်တိုင်းမှာတာယာပျော်ရွှင်ချမ်းမြေ့ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင် ပြီးလာပါရှင်ဟိုဘက်က surprise လုပ်ဖို့စောင့်နေတဲ့ဟာကိုသူကဒီဘက်ကနေကို surprise ပြန်လိုက်ပါဟုတ်ကဲ့ပါရှင်ညီမလေးရ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်အမဟုတ်လားပေးတဲ့လူကိုလား ကိုကို ကိုကိုဟိုတဲ့ဟဲ့ဒိန်းတော်ဟဲ့လာပို့ပေးတဲ့လူနည်းနည်းကျေးဇူးမတင်ဘူးလားကျေးဇူးတင်ပါတယ်ကျေးဇူးမတင်ခြင်းအတင်မခံခြင်းမုတ်စားခြင်းတာမုတ်ကျွေးပါလား ကျေးပါမယ် ကိုကဘာဖြစ်လို့မနှက်ဖြန်မွေးနေ့ကြမှာမပို့ခိုင်းတာလည်းမသိဘူးနော် မြို့ကကြောက်လေဟိုအပြင်သွားစရာရှိရဲဆိုတော့အဲ့တော့ကြိုပြီးတော့ ကြိုပြီးအပြင်သားဖို့တမဟုတ်ဖို့ကြိုပြီးတော့ပေးလိုက်တာပေါ့ ဟိုဖလည်းပေးပြီးသွားပြီ ပေးပြီးသွားပြီတဲ့ဟဲ့ဒါဆိုဒါအပို့ပေါ့ ဟုတ် ကလေးသိမ့်မကျင်တတ်ဘူးတင်နဲ့ကလေးသိမ့်မကြိုက်ဘူးပြန်သိမ့်ပြီးသွားမလားဟုတ်ကဲ့မွေးနေ့မှာအဲ့လိုမျိုးမွေးနေ့ရောက်မှ surprise ရတာကိုလိုချင်တာဒီလိုမျိုးကိုကသူများထက်ဦးအောင်တရက်ကြိုပေးတာကိုလိုချင်တာ ဦးအောင်ပေးရအောင်လို့ သူ့အောင်ပေးတာကိုလိုချင်တာဟဲ့သူ့ကိုကသူ့အကြောင်းတော်တော်သိရတော့ကိုကကလေးအကြောင်းသိအောင်လို့ဘယ်နှစ်နှစ်လောက်တောင်လေ့လာလိုက်ရလဲ အဲ့လိုမျိုးတော့မလေးလာဘူးအဲ့လိုပဲဒီတိုင်းပြောရင်းနဲ့အဲ့လိုမျိုးပဲ ပြောရင်းနဲ့သိရတယ်အခုချစ်သူတက်တန်းဆိုရင်ဘယ်လောက်ဖြစ်သွားပြီလဲ လာတနာတော့မဖြစ်သေးဘူးရပိုင်းမရှိသေးတယ် စမ်းချရအောင်လိုက်အရင်တော့လိုက်တာသူလေးတွေကခြေတာအခုရွှေပြည်သားသူလေးတွေကပိုခြေတယ်တလားတော့မပြေသေးဘူးသူ့ကိုကသူ့အကြောင်းအောင်သိနေပြီနော်အဲ့လိုလားအာကိုအကြောင်းရောသိပြီလား သိရ အော်သိတယ်အာကဲဟုတ်ကဲ့ပါရှင်ကိုကဒီနေ့မှာသူများထက်ဦးအောင်လို့မွေးနေ့လက်ဆောင်လေးပို့ခိုင်းလိုက်တာအမှားစားလေးလည်းပါပေးလိုက်တယ်မဖတ်ပြပေးမယ်နော် ဟုတ်ကဲ့ပါရှင် မနေ့ပြန်ကြားရောက်မဲ့မွေးနေ့မှာပျော်ရွှင်ပါစေနဲ့အနားမှာရှိမပေးနိုင်တာကိုလည်းနားလည်ပေးပါမွေးနေ့လက်ဆောင်လေးကိုလည်းသဘောကျမယ်လို့ထင်ပါတယ်
အားလုံးတက်အရင်ပေးခြင်းလို့တရက်ကြိုပြီးတော့စီစဉ်လိုက်တာပါထွေထွေထူးထူးတော့မှာစရာမရှိပါဘူးပြုံးပါအမြဲပြုံးပါငယ်ပျော်စရာကောင်းသောဝင်းနေလေးဖြစ်ပါစေငယ်ကလေးတိတ်မချင်နဲ့ဘူးကိုနောက်ဆိုအဲ့လိုကြိုမပေးနဲ့အဲ့လိုလားကဲဒီမလေးရောကိုအမတ်တရအနေနဲ့ဗာလေးတင်ပြောခြင်းလဲရှင် အထီးရှာသူများနိုင်ငံမှာလှုပ်နေတာဆိုတော့လေအထီးရှာကင်းနဲ့ကိုပြီးစားပြီးတော့နေပြပါလို့ပြောချင်ပါတယ်ရှင် သူများနိုင်ငံမှာဆိုတော့ဘယ်နိုင်ငံတော့ အခုကဂျပန်မှာ ဂျပန်မှာကောက်မလေးရမ်းချောရတယ်နော်ပြီးဂျပန်ကောက်မလေးတွေစကားပြောလို့ရှိရင်အဲ့လိုချွတ်ချွတ်နွဲ့နွဲ့လေးပြောတတ်တာလေကိုကအဲ့လိုချွတ်ချွတ်နွဲ့နွဲ့လေးပြောတတ်လားရှက်သားကြီးကလေးကဲတလားတော့မပြေသေးဘူးဆိုတော့ဘယ်နည်းရက်လဲမှတ်မိလား 6လပေါ့6ရက်နေရဆိုတော့အခုနောက်လ6လပိုင်း6ရက်နေမှာ 6ရက်နေ့မှာပြေမှာ6လပိုင်း6ရက်နေ့မှာပြေမှာဆိုတော့ဟိုလေ6ရက်နေ့မှာအဖြေပေးလိုက်ရတဲ့အထိမ့်မှတ်တွေပါရှိသေးလား2ယောက်သားမှာ အဲ့လိုဟောပြောတော့ကြညီမလေးကကြာဟော6လပိုင်းလေးပတ်ပြီးတော့အဲ့နဲ့မမေရဖြစ်အောင်ဆိုပြီးအဲ့လိုမျိုး 200လွယ်အောင်မကိုရဲ့6လပိုင်းဟိုပတ်သေးဆိုတော့မမရဟိုဗလဲမရလွယ်အောင်လို့အဲ့ဒါကိုကအဲ့လိုမျိုး6လပိုင်းဟိုမွေးနေ့ကိုပါ1ရက်နေ့မလားကိုကမွေးနေ့က1ရက်နေ့လေအဲ့6လပိုင်းဒီ anniversary နဲ့1ရက်နေ့မွေးနေ့နဲ့ anniversary နဲ့နောက်ဆိုလို့ရှိရင်ကိုကရက်နီးနေတော့ကိုကနှစ်ခုတစ်ခုပေါင်းပေးမယ်ဆိုရင်ကိုကကျင်းနေမှာလားတိတ်တော့မကျင်းနဲ့ချင်ဘူးတော့နော်အနီတက်တက်နော်မွေးနေ့တက်တက်ကဲဟုတ်ကဲ့ပါရှင်မတို့ကလည်းစတောင်းပေးပါတယ်ဘာပြောတာ2ယောက်သားအခုမှနားလည်မှုတွေတယောက်အကြောင်းတယောက်တွေလေးလာနေတဲ့အချိန်လေးဖြစ်မဲ့တင်တယ်နော်ကဲဟိုရက်ပိုင်းလေးပဲရှိသေးတယ်လပိုင်းလေးပဲရှိသေးတာဖြစ်တဲ့အတွက်ဘာပြောညီလေးတို့2ယောက်ချစ်ချင်းလေးကအမြဲတမ်းကြာရှည်တည်တတ်ပြီးတော့အမြဲတမ်း2ယောက်သားစိတ်ချမ်းသာပျော်ရွှင်ရပါစေပြန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့အမြဲတမ်းမပြင်းရတဲ့အခြေအနေเนาะပျော်ရွှင်ရတဲ့အခြေအနေလေးဖြစ်ပါစေလို့မတို့ကဆုတောင်းပေးပါရနော် ဟုတ် yes နဲ့ပြပါစီရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့အမှတ်တရအနေနဲ့ကိုကဒါ surprise video လေးရိုက်ခိုင်းထားရပါတော့ဒီ video လေးကိုမမတို့က line ပေါ်မှာတင်ခွင့်ရှိလားဒါမှမဟုတ်လို့ရှိရင်ကိုစီပဲပို့ပေးစေချင်လားရှင် လိုင်းပေါ်မှာတင် တင်လို့ရတယ်နော်အဲ့ကျန်ဘူးပိတ်သွားမှာတော့ရလား ရတယ် ဘူးပိတ်ပလိုက်ရတယ်ဟုတ်ကဲ့ပါရှင်ချစ်ဖို့ကောင်းလိုက်တာဟိုဓာတ်ပုံလေးတစ်ပုံထည့်ရိုက်ပြီးမယ်နော်ကဲ ပါရှင် လက်တွေကြောက်လို့ရှိရင်လည်းအပြင်လျှောက်တယ်လို့ရှိရင်အဲ့လိုဆက်လာလေးရိုက်အောင်နော်ဓာတ်ပုံလေးဟုတ်ကဲ့ကိုမှာကျင်တာရှိသေးလားထမှာကျင်တာရှိသေးလား ကိုတမကျနာတော့ကျမရဲ့ကိစ္စပါတော့ရတာရှိရချက်စားပြီးတော့ကြကြမမှန်နေပါလို့ပြောချင်ပါတယ် ဟုတ်ကဲ့ပါရှင်ကဲအဲ့ဒါဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ငယ်လေးမတို့ပြန်လိုက်ပါအောင်မယ်နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ Make me feel good again. Just thought she gonna do ya, don't let do ya, move ya, treat up ya. Quite Jordan at me, Lena, me, I love them, Lena. He and my soul, Motano, able cut that they java. Chita, yeah, chita, I know they got me living, I chita.